မြန်မာတက္ကရာ406ခုနှစ်ခရစ်တက္ကရာ1044ခုနှစ်စီဇန်ထိုးပွဲမြစ်အေယာတို့စီဝင်ရာလက်တက်ငယ်တစ်ခုဖြစ်သောမြင်းကဘာကြောက်ကဘာရန်ဝဲထိုနေ့နက်တွင်ထူထပ်သိသိသောစီးနေများကြောင့်အာယုံဦး၏ရောင်ကြီးသည်မပီဝိုးတော်ဖြစ်နေတယ်ဒီအချိန်ဒီအခါဒီနေရာမှာတစ်တဆိတ်ကြည့်၍ချင်းဆိုလိုက်သောစီးချင်းထိုးပွဲတစ်ခု၏အဆုံးသတ်ကကြွပေရောနောင်မင်းဖခင်ငါအရှင်ဟူသောပြုံးရဲကျုံးဝါတဲ့နှင့်အတူထိုသူ၏လှန်တန်းသည်တစ်ဖက်ရန်သူ၏ရင်ဝါတက်တဲ့ကိုအချက်ပိုင်းပိုင်းစိုက်ဝင်သွားလေရာမြင်းရောလူပါမြင်းကပါ6နဲ့သို့ထိုးကြသွားလျက်မြစ်ကြီးရှိရာသို့တရွေ့၍မျောပါသွားလေတယ်ချောင်းရိုးတစ်လျှောက်ဝဲသွေးသည်ချင်းချင်းနီလေ၏ခစ်တစ်တစ်ခု၏နီဒန်ကဤသို့အစာပြိုးလေသည်စုပ်ကလေးဘရင်နှက်ရွာဆံမီနောက်ရထားမင်းနန်းတက်ပြီဤသတင်းသည်တော်မီပမာတမူဟုတ်ချင်းပြန့်နှံ့သွားလေရာတိုင်းသူပြည်သားတို့သည်များစွာထိတ်လန့်တုန်လှုပ်ကုန်တယ်အကြောင်းမှာထိုခေတ်ထိုကာလတွင်အဘိဓေယခံယူပြီးသောမင်းတစ်ပါးကိုလှုပ်ကြမ်းတက်ဖြတ်ခြင်းသည်အေယာမအပြစ်ကြီးဟုအများလူထုကယုံကြည်နေကြတယ်ထို့အပြင်စုပ်ကလေးဘရင်ကိုတက်ဖြတ်သူမှာသစိမ့်တရံမဟုတ်ဖေတူမေခွဲဖြစ်သောညီတော်နော်ရထားမင်းသားဖြစ်နေရာကပို၍ပင်ပြစ်ကြီးပွဲရှိလေရာတိုင်းပြည်မှာနေလားညာလားအန်ရဲစိုးကြီးဖြင့်အေကန်ဆက်ရောက်တော့မှာပဲဟုကြောက်ရွံ့ဆိုရင်ညာကုန်တယ်ဤအခြေအနေတွင်နော်ရထားဘရင်လည်းအောင်နိုင်သူဖြစ်ပြီးညာအများလူစိတ်ချောက်ချရသည့်အတွက်ရွှေစိတ်တော်မချမ်းမြေရှာပေသူကိုယ်တိုင်ပင်စုပ်ကလေးဘရင်နန်းတက်စင်ကဦးနေ၍သစ္စာတော်ခံခဲ့ပါ၏တို့ရာတွင်စုပ်ကလေးမင်း၏နိုင်ငံအုပ်ချုပ်ပုံမှာတိုးတက်မှုမရှိပြည်တော်စုကြီးကိုစီယုံရမှန်းမသိတိုင်းပြည်သည်ဟိုးရှေးရခင်တုံးကနေမတူနိုင်ငံသားများဝင်ထွက်သွားလေပြီကိုတတိမထားမင်းစည်းစိမ်ကိုသာခံစားနေခဲ့တယ်ရင်းတို့တိုင်းရေးပြည်ရာတွင်မကျဉ်းတတ်မှုရှိနေစဉ်မှာပင်စုပ်ကလေးဘရင်သည်အနော်ရထာ၏မိခင်ကိုသိမ့်ပိုက်ပြီးပရိသတ်ဘုံပါလဲတွင်နော်ရထာအားသင်သည်ငါ၏ညီသားနောင်ပဲဖြစ်ပြီဟုပြည့်ရပြုလေရာနော်ရထာသည်ရှက်တော်ရ၍ဒေါသအမျက်ချောင်းချောင်းထွက်လျက်ချက်ချင်းပင်စုပ်ကလေးအားစီးချင်းတိုက်ရန်အေးဆိုရယ်စုပ်ကလေးကလွဲကူးစွာလက်ခံလေးလျင်ဖော်ပြခဲ့သည့်အတိုင်းနော်ရထာ၏ပြန်လဲပြည့်ရကျုံးဝတဲ့နှင့်အတူကြာဆုံးရခြင်းဖြစ်လေတယ်ဒီအဖြစ်ပြည့်၏နောင်တွင်ကနော်ရထာအားအိတ်မပြောသောညာများကသာလွမ်းမိုးကြည့်ဆိုခဲ့တယ်စက္ကန်းဆောင်တွင်ဆက်မပြောလေးတိုင်းဘဲလှိမ့်ညာလိမ့်ဖြင့်သာအာယုံတက်၍မနှက်လင်းရသည့်ညာများကလည်းမရည်တွက်နိုင်အောင်တခါတရံမေးကနေတစ်ချက်မြဆက်ပြောမိကြံကားရှိသည်နောင်တော်စုကရိအလောင်းသွေးတန်ရဲနှင့်ရေပေါ်ဘောလုံးမျောသွားသည့်ပုံတံလှင်းမြန်စွာဒိုင်းဆိုင်လာသောမြင်းခွာတန်တို့နှင့်အတူမိမသားတစ်ယောက်၏စူးစူးဝါးဝါအော်ဟဲ့သောအတန်6အိမ်မက်တို့ကသူ့အားတစ်ဖြက်ဖြက်လန့်နိုးစေတယ်ဤသို့နိုးရသည့်အခါတိုင်းရွှေရင်တော်ဒိန်ဒိန်ခုန်လျက်ချွေးစေးချွေးများပြန်သည့်အထိတုံလို့ခြောက်ချရရှာတယ်ခင်မောအရာရောက်ပြီးဖြစ်သောစုပ်ကလေးမင်းနှင့်သားတော်နော်ရထတို့စီးချင်းတိုက်ကြသည့်အဖြစ်ကိုသိရှိတော်မူသောအခါမဲတော်မိဖုရားကြီးသည်သားတော်၏အသက်အန္တရာယ်ကိုတော်၎င်းကံကြီးထိုက်မိကိုတော်၎င်းစိုးရိမ်တော်မူလေလျင်မြင်းစည်းဘိုပါချွေရန်သစ်မင်းနှင့်အမြန်လိုက်ကတားဆီးပါတော့လေအချိန်ကနှောင်းခဲ့တယ်ဤအခါတွင်မဲတော်၏စူးစူးဝါးဝါအော်ဟစ်ခဲ့သောအတန်သည်နော်ရထ၏နား၌တန်မိုးရိုက်ထားတဲ့ကဲ့သို့ဆွဲနေစေတယ်ရင်းတို့ဆိုးရွားလာသည့်ညာများကိုတကိုယ်တည်းခံစားစဉ်နော်ရထာသည်ရှေးရခင်ကစိတ်လက်ပြောပါစွာနေခဲ့ရသည့်ရက်များကိုပြန်ပြောင်းတွေးတော်တာတာမိလျက်ယခုလိုညာများ၌ဆင်းရဲလာသည်ဖြစ်တော်လဲနှစ်ချိုက်ချိုက်အိပ်ပျော်နေကြမည်ဖြစ်သောတိုင်းသူပြည်သားများနှင့်နိုင်ငံတော်တွင်အကောင်းဆုံးအခမ်းအနားဆုံးဖြစ်သောဆက်ဆောင်ကမ်းမဝဲဆက်ပါတော်လဲမပြောနိုင်အဖြစ်မိမိအဖြစ်ကိုနှိုင်းရှင်ကြည့်မိကကြိတ်မနိုင်ခင်မရဖြစ်ရရှာတယ်ထို့နောက်တွင်ကအိမ်မပြောတော့နဲ့အတူတူတလုံးတော်ပေါ်လဲလျောင်းနေရမှထခဲ့ကပြတင်းပေါက်ရှိရာသို့လှမ်းခဲ့တယ်။လာရောင်တသားတွင်နန်းလုံးကြိုင်ပန်းရနံ့သည်တညင်းချင်းတိုက်ခတ်လာသောလေပြင်းနှင့်အတူသင်ပြန်လာတယ်။ဤမြတုတိတာယာရှိလာသောတတ္တလောကကြီးကိုပြတင်းပေါက်မှစီး၍ကြည်ရပြန်တော့လောရထားသည်လူသားတစ်ယောက်၏လွတ်လပ်မှုကိုတွာလာလဲပတ်ချင်သောဆန္ဒတော်ပေါ်လာတယ်။သို့သောမိမိသည်တာမန်လူသားတစ်ယောက်မဟုတ်ဘယင်တစ်ပါးဖြစ်နေရကဘယင်၏တာဝန်ဒီဟုသောဝန်တော်ဝန်ပိုးကြီးကိုစဉ်းစားမိပြန်တော့
တက်ပြင်းခါခါချမိပြန်တယ်ထိုမှတပံနော်ရထားသည်ပြတင်းပေါက်မှခွာခဲ့ပြန်၍မျောစင်ရှိရာစမုတ်ဆောင်လေးကားကိုတက်ခဲ့တယ်မျောစင်ပေါ်ရောက်သည့်၌ထင်းထင်းသာနေသောလှရောင်အောက်ဝဲရွှေရောင်ငွေရောင်တစ်ဖြက်ဖြက်တောက်ပြောင်းနေသောမြစ်အေယာ၏အလှပကိုရှူစားတော်မူပြန်တယ်ရင်းအချိန်ဝဲဘိုးရင်တော်အတွင်းရှိဗန်းမှန်သပင်ခြုံရွယ်တို့မှနက်နက်ဦးမြည်ကျူးတတ်သောငှက်ငယ်တို့၏တန်တာချိုတေးကိုကြားရခြင်းဖြင့်အာယုံပြည့်တော့မည်ဟုသိတာပေတယ်မကြမီမြင်းမင်းအေယာကိုလှမ်းမြော်ကြည့်နေသောဘရင်တော်ယထာ၏ရှူကွင်းဝဲလှဲပြီးကျိတ်တံနွားခလောက်တံချူတံစူညံသည့်ဝင်တင်နွားလဲတစုဝင်လာတယ်ထိုမှနောက်ကလိုက်လာသောဝန်တင်လာတော့မြင်းစီသမားများနှင့်တွေ့ဆုံကြ၍သူတို့ချင်းရင်းနှီးခင်မင်ပြီးကြသောအတန်တို့ဖြင့်ပျော်ရွှင်စွာနှုတ်ဆက်ကြတယ်တချို့နောက်ပြောင်းကြတယ်တဖန်၎င်းအုပ်စုတို့၏မြက်ကမ်းမလက်မပေါ်နှင်းဝဝေးမှုံဝဝါလာရောင်အောက်ဝဲပျောက်ကွယ်သွားကြပြန်လေသောအခါမြစ်ပြင်အေးရမှလှော်ခတ်လာသောကုံတယ်လေများကိုမြင်ရပြန်တယ်ရင်းလေတို့သည်အကြီးအငယ်အနှေးနှင့်အမြန်ဒဇင်းနှင့်ဒဇင်းတွေ့ဆုံကြခိုက်လေသားချင်းချင်းလှမ်း၍နှုတ်ဆက်သံများကုံစည်းမေးခေါ်သံများကြားရတယ်ဤအတန်များသည်မြမမပီဝဲကြသည်ဖြစ်၍တောင်ဘက်ပင်လယ်ကမ်းခြေအနီးမှရာမညတိုင်းသားများဖြစ်ကြောင်းသိတာပေတယ်